ဘာလို့လဲဆိုတဲ့ခါကျတော့ဆရာကြီး Reinhard Bonnke နော်သူက89တန်းကသူ့အားဖြင့်ကယ်တင်ခြင်းရလာကောင်းကင်နိုင်ငံရလာတာဖြစ်တယ်ကယ်တင်ခြင်းရလာတာဖြစ်တယ်သူကအများဆုံးလောကကြီးထဲမှာပျောက်ဆုံးဝိညာဉ်ဖန်ဆုံးကဆရာကြီး Reinhard Bonnke ဖြစ်တယ်သူကဘာပြောလဲဆိုတော့ဆရာကြီးစကားပြောတဲ့ခါအရာအတန်ကျဲတယ်တဲ့တခါမှညွညံ့တိမ်မွေ့နဲ့မပြောဘူးတဲ့ဆိုတော့ဆရာကြီးဟုတ်တယ်ကျမတို့အိုက်ဆွန်မာကသူ့ရဲ့သင်ခန်းစာ9ခုရှိတယ်9ခုရှိတဲ့ခါမှာအဲ့စလုံးကသူ့အတန်ကလေဒီတိုင်းပဲသွားတာအတန်အရမ်းကျဲတာသူအသက်ကြီးပြီးဒါပေမဲ့အတန်ရမ်းကျဲတယ်သူဘာပြောလဲဆိုတော့ကျွန်တော်ကိုတဲ့ဘာလို့အတန်တလောက်ကျဲတာလဲလို့ပြောတဲ့သူကိုကျွန်တော်ပြောတယ်တဲ့နော်ငါတော့တဲ့စာရမဏရဲ့လှုပ်ဆောင်မှုတွေကိုကြည့်ပြီးတော့ကြောင်ကလေးလိုညောင်မပြောနိုင်ဘူးတဲ့ချင်းသိလို့ဟိန်းပြီးတော့ပြောမယ်ဆိုပြီးတော့စာရနိုင်ငံကိုဖြိုပြစ်ဖို့ရန်ဖြစ်တယ်ဆိုပြီးပြောတယ်ဟာလေလုယာဒီနေ့တော့စာရနိုင်ငံထက်ကျမတို့ရဲ့အိမ်ငိုက်ချင်းတွေကိုဖြိုပြစ်ဖို့အတန်ကျန်တယ်ဟာလေလုယာအစင်သင်းဖြစ်ကြပြီလားဟုတ်ပြီနော်အနောက်ကမီးတွေဖွင့်ပေးပါနည်းနည်းလေးအလင်းရောင်လေးပေးပါအမောင်ထဲမှာဆိုရင်တိတ်တယ်လို့ဖြစ်သွားမှာဆိုလို့အနောက်ကမီးတွေလည်းအလင်းစေပါအောင်ကျမလည်းမြင်ချင်တယ်နော်အားလုံးကမြင်တယ်လို့ကျမလည်းမြင်ချင်ပါတယ်အားလုံးရဲ့မျက်နှာကိုဟုတ်ပြီ all right good can you still like make it brighter very good okay ဟုတ်ပြီဆိုတဲ့ခါကျတော့ဒီနေ့မှာအသင်းတော်သည်ခရစ်တော်ဤအသွေးနဲ့ရွေးထားသောကြောင့်ခရစ်တော်သည်အသင်းတော်ရဲ့ boss ဖြစ်ပါတယ်ဟာလေလုယာမရနိုင်ငံကိုဖြစ်ပေးခရစ်တော်ဖြစ်တယ်ခရစ်ဖခင်ရဲ့သားသမီးတွေဖြစ်လာဖို့ရန်အတွက်လှုပ်ဆောင်ပေးတာခရစ်တော်ဖြစ်တယ်ဒါကြောင့်မို့ဒီကောင်းကင်နိုင်ငံကိုပုံဆောင်သောအသင်းတော်သည်ခရစ်တော်ရဲ့အပိုင်ဖြစ်တယ်ဒါကြောင့်ဒီနေ့မှာကျွန်ုပ်တို့အသင်းတော်မှာဘယ်ကိုင်းကနရဲ့ပြောဆိုမှုဘယ်အသင်းတော်နော်အဖွဲ့အစည်းအသင်းတော်ရဲ့ဥပဒေသားတွေဆိုတာထက်သခင်ခရစ်တော်ကဘာကိုလိုချင်တယ်လဲဆိုတာအရင်အတိတ်ပဲရှိတယ်ဟာလေလုယာသခင်ခရစ်တော်လိုချင်သောအသင်းတော်သခင်ခရစ်တော်အားရချေနှံ့သောအသင်းတော်ဖြစ်ဖို့ရန်ရွေးကြည့်ပါတယ်ဟာလေလုယာဒါကြောင့်ဒီနေ့သခင်ခရစ်တော်အားရချေနှံ့တဲ့အသင်းတော်ကဘာလဲဆိုတာကျမတို့အားလုံးနှလုံးသွင်းပြီးတော့တစ်သက်လုံးမမေ့ခြင်းကျမတို့ဒီနေ့အတူတကွဖခင်ရဲ့နှုတ်ကပတ်တော်ခံယူကြမှာဖြစ်တယ် Hallelujah Are you excited ဆိုတော့ဖခင်ရဲ့ဘုန်းနာမကြီးဖခင်ရဲ့နာမတော်ဘုန်းကြီးပါစေ Hallelujah ဆိုတော့ဒီနေ့ကျမစဉ်းစားတယ်ဟုတ်ပြီကျမတို့တရားတော့worship ကောင်းမှနော်ဒီဖွဲ့စည်းပုံကောင်းမှအသင်းလူကြီးတွေကအလုံးလုံးမှအမှုတော်ဆောင်တွေကအိမ်လယ်မှဆိုတာတွေနဲ့အသင်းတော်ကိုကျမတို့ကဟုတ်လာပြီထင်တာဒါပေမဲ့ယေရှုသည်အသင်းတော်ရဲ့ဥကောင်းဖြစ်တယ်အသင်းတော်ဆိုတဲ့နာမည်ကယေရှုအပြင်ဖြစ်လာတာဖြစ်တယ်ဟာလေလုယာဖခင်ရှင်ဘုန်းကြီးပါစေသဘောပေါက်နားလည်ဖို့ရန်တက်ဖျားကောင်းကြီးပေးပါစေဒါကြောင့်မို့ကျွန်မနှလုံးသားထဲမှာနှိုးဆော်မှုရတယ်ဟုတ်ပြီကျမတို့အခုအရန်ပဲ popular ဖြစ်နေတဲ့သတင်းက September 23နဲ့24 2025 rapture လာပဲအစင်သိဖြစ်ပြီလား popular တော့ဖြစ်နေတာပဲနော်ဆိုတော့ popular တော့ဖြစ်နေတယ်တချို့ကကြောက်ကြတယ်အစင်သိလည်းမလုပ်ကြဘူးဘာသဘောလဲတော့မသိဘူးဟုတ်လားဆိုတဲ့ခါကျတော့တချို့ကလည်းပြောတယ်ဖယားကတောင်းပဲနားပဲဘယ်ချိန်မှလာမယ်မပြောဘဲနဲ့ပြောတဲ့သူအယူဆိုပြီးတော့ကိုပြင်ဆင်ရမယ့်အစားအဲ့ဒီပြောတဲ့သူကိုလိုက်ပြီး comment ပေးနေတဲ့ပြီးတော့အလုံးရှုံနေတဲ့ဖွဲ့ရှိသေးတယ်ယေရှုကဘာပြောလဲဆိုတော့ငါအချိန်ရောက်လူနေပြီလူသားတွေကအဝနာမှာရောက်လူနေပြီလို့ပြောတာ2000ကျော်ပြီနော်ဟာလေလုယာဒါကြောင့်မို့စက်တင်ဘာ23 24လဲစောင့်စရာမလိုဘူးဒီနေ့လည်းဖြစ်နိုင်တယ်မနေ့ပြန်လည်းဖြစ်နိုင်တယ်ပြင်ဆင်ဖို့ဒါအရေးကြီးတယ်ဒီလိုပြင်ဆင်ဖို့ရာအတွက်အချိန်လေးမှာကျွန်ုပ်တို့ကိုတနေ့မှာနော်တာရုသစ္စာရှိသောငယ်သားကောင်းလို့ပြောမယ်သခင်ယေရှုရဲ့အလိုတော်ကိုလုပ်ပြီလားသခင်ယေရှုရဲ့အလိုတော်တိုင်းအသက်ရှင်ပြီလားဆိုတာအရင်ရေးကြည့်တယ်ဟာလေလုယာအသင်းတော်အနေနဲ့ကျွန်ုပ်တို့အသင်းတော်ကိုကျွန်မလေ့လာတယ်ဗျာဒိတ်ကျမ်းထဲမှာအစွန်းတစားနဲ့ကျွန်ုပ်တို့ကြားပါတယ်
နော်အသင်းတော်ခုနှစ်ပါးအကြောင်းကြားတယ်တချို့ကဒီအသင်းတော်ခုနှစ်ပါးကတော့အစတုန်းကအော်ပြီးခဲ့ပြီလေချာပြီလေနှစ်ပေါင်းများစွာရှိပြီလေဒီနေ့နဲ့ဘာဆိုင်လို့လဲတဲ့ no ဒီနေ့အတွက်ကိုယေရှုကပြောထားတာဖြစ်တယ် rapture လာတဲ့အထီကိုဒီຢာရအကျုံးဝင်တာဖြစ်တယ် hallelujah ဗျာဒိတ်ကျမ်းထဲမှာယေရှုပြောတာကဘာလဲဗျာဒိတ်တော်လို့ပြောကြတဲ့ကအဲ့ဒါကဘာလဲအနာဂတ်မှာဖြစ်လာမယ့်အရာတွေကိုပြောတာဖြစ်တော့ကြောင့်အဲ့ဒီအသင်းတော်ခုနှစ်ပါးကခဏနေရင်ကျွန်မပြမယ်အသင်းတော်ခုနှစ်ပါးကယေရှုကတပည့်တော်ယောဟန်တမန်တော်ယောဟန်ဘာပဲဖြစ်ဖြစ်ပြောလို့ရတယ် disciple John the disciple or John the apostle နော်တမန်တော်ယောဟန်တပည့်တော်ယောဟန်ကတမန်တော်တွေအားလုံးကမာသုရအနေနဲ့ဧဝံဂေလိသတင်းကောင်းယေရှုအတွက်သက်ပေးရတယ်ဒါပေမဲ့ဒီယောဟန်ကိုယေရှုကအသင်းတော်ကိုချစ်တော်ကြောင့်အသင်းတော်မှာလိုအပ်တဲ့အရာတွေပြောဖို့ဒီအနာဂတ်မှာဖြစ်လာမဲ့သူ့ရဲ့အသင်းတော်သူ့ရဲ့ကိုယ်ခန္ဓာတော်ကိုသိစေဖို့ရအတွက်ယောဟန်ကို special elected ရွေးနှုတ်တာဖြစ်တယ်ဆိုတော့ယောဟန်ကစီပူကြီးထဲမှာတစ်ခေါက်ပြန်ပြောမယ်ပြောပြီးသားဖြစ်တယ်ချပြီးတော့သူတို့ကတတ်ဖို့ကြိုးစားတယ်စီပူမလောင်ဘူးဘာမှမဖြစ်ဘူးသူတို့တတ်လို့မရဘူးဒါကြောင့်မို့ယောဟန်ကိုပတ်မုတ်ချွန်းကိုသူတို့ပို့ဆောင်တာဖြစ်တယ် Can I have this ပတ်မုတ်ချွန်းကိုကြည့်ရအောင်နော်ပတ်မုတ်ချွန်းမှာယောဟန်ကရောက်သွားတာဖြစ်တယ်သူတို့ပို့ဆောင်လိုက်တာဖြစ်တယ်ဒါပေမဲ့ယေရှုထံမှာအကြံစီရှိတယ်ပတ်မုတ်ချွန်းမှာယောဟန်က Patmos ဒီအောက်မှာနော် PATMOS ဖတ်မုတ်ချွန်းရဲ့ဘေးမှာကြည့်လိုက်အားလုံးနော်အသင်းတော်ခုနှစ်ပါးကိုတွေ့ရတာဖြစ်ပါတယ်နော်ဒီအသင်းတော်ခုနှစ်ပါးကအေးရှားမိုင်နာမှာရှိတယ်အာရှမိုင်နာလို့ကျမတို့ခေါ်တယ်ဒီအာရှမိုင်နာကအခုခေတ်မှာဆိုရင် modern day မှာ တူရကီဖြစ်တယ်တူရကီနိုင်ငံအခုလည်းရှိသေးတယ်အဲ့ဒီနိုင်ငံတွေအဲ့ဒီမြို့တွေရှိသေးတယ်နော်ယေရှုကယောဟန်ကိုထင်ပြပြီးတဲ့အခါမှာဗျာဒိတ်ပေးတဲ့အရာကအဲ့ဒီခေတ်တုန်းကရှိတဲ့အသင်းတော်တွေကိုဥပမာပြပြီးတော့ဒီနေ့ခေတ်အသင်းတော်တွေအတွက်လည်းယေရှုကပြောနေတာဖြစ်တယ်ဟာလေလုယာဖခင်ဘုန်းကြီးပါစေအသင်းတော်ခုနှစ်ပါးအဲ့ဒီအချိန်မှာရှိနေတဲ့အသင်းတော်ခုနှစ်ပါးကိုယေရှုကဘာပြောလဲဆိုရင်ဒီအသင်းတော်ကဒီလိုဖြစ်သောကြောင့်ငါခြေနှက်တယ်ဒီအသင်းတော်ကဒီလိုဖြစ်သောကြောင့်ငါမခြေနှက်ဘူးဒီအသင်းတော်ကဒီလိုဖြစ်သောကြောင့်နောင်တရပါဆိုပြီးတော့ရေးခိုင်းတယ်ယောဟန်ကယေရှုပြောတယ်လို့အကုန်ရေးရတယ်ဗျာဒိတ်ကျမ်းသည်ယေရှုကိုယ်တိုင်ကယောဟန်ကိုထင်ပြပြီးတော့face to face ပေးခဲ့တဲ့နှုတ်ကပတ်တော်ဖြစ်သောကြောင့်ကျွန်ုပ်တို့လာမယ့်အရာတွေအကုန်လုံးကဗျာဒိတ်ကျမ်းထဲမှာအစင်သင်ပြောပြီးသားဖြစ်တယ်နားရှိသောဒီကကြားပါစေဟာလေလုယာဒါကစကားဖြစ်တယ်ဒါကြောင့်မို့ကျွန်ုပ်တို့ဒီနေ့ဒီအသင်းတော်ခုနှစ်ပါးကရေးလိုက်ပါယောဟန်ဆိုပြီးဖျားပြောထားတယ်ဆိုတော့အသင်းတော်ခုနှစ်ပါးကိုကျွန်တော်တို့အလွတ်ကျက်မယ်ဆိုတော့ဒီအသင်းတော်ခုနှစ်ပါးမှာဖျားသခင်ယေရှုအရန်နဲ့သက်တဲ့အသင်းတော်တွေလည်းပါသလို warning ပေးခံရတဲ့အသင်းတော်တွေရှိတယ်နင်တို့မိခွေကိုငါရွှေ့မယ်လို့ပြောတဲ့အသင်းတော်တွေရှိသလိုငါရဲ့ခတွင်းကနေနင်တို့ကိုထွေးထုတ်မယ်ငါမချေနှပ်ဘူးလို့ပြောတဲ့အသင်းတော်တွေလည်းရှိတယ်ဒါကြောင့်မို့ဒီနေ့ MAG သည်ဘယ်အသင်းတော်မှာကြာရောက်နေတယ်လဲဆိုတာကိုကောင်းသိပြီးတော့ယေရှုကိုကျေနပ်စေတော်သူများဖြစ်ဖို့လိုအပ်တယ်ဟာလေလုယာလူကိုကျေနပ်စေဖို့မဟုတ်ဘဲနဲ့ယေရှုကိုကျေနပ်စေတော်သူဖြစ်တယ်တနေ့မှာကျွန်ုပ်တို့ယေရှုရှေ့မှာရပ်တဲ့အခါမှာမျက်နာမပြတ်ဖို့ရန်အတွက်သူပေးခဲ့တဲ့အသက်နဲ့အသက်ရှင်သောကြောင့်ဘုရားရဲ့မျက်နာကိုကြည့်တဲ့အခါမှာတာရုသစ္စာရှိသောငယ်သားကောင်းသင်သည်ငယ်သောအမှုမှာသစ္စာရှိပြီးတော့ငါအတွက်ကြီးသောအမှုကိုလုပ်တယ်ဆိုပြီးတော့ယေရှုရဲ့ပြုံးပြခြင်းခံရတဲ့သူတွေဖြစ်ဖို့ MAG အသင်းသားတယောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ Hallelujah it is all matters ဒီအရာပဲအရေးကြီးတယ်လောကကြီးမှာဘီလီယံနာဖြစ်နေလို့လည်းအရေးကြီးတာမဟုတ်ဘူး
PhD ဆက်ထိုက်ရနေလို့လည်းရေးကြည့်တာမဟုတ်ဘူးယေရှုကပြုံးပြပြီးတော့အသက်ပေးတဲ့ဖခင်ရဲ့စကားကိုနားထောင်ခြင်းနဲ့အသက်ပေးတဲ့ဖခင်ရဲ့မိန့်မာချက်ကိုလှုပ်ဆောင်သောအသင်းတော်ဖြစ်နေဖို့အရေးကြီးတယ်ဟာလေလုယာဟာလေလုယာဆိုတော့ခါကြတော့ကျမတို့သွားမယ်အသင်းတော်9ပါးရှိပါတယ်ကျမတို့ဖတ်ရအောင်ဗျာဒိတ်ကျမ်းခန်းကြီးနဲ့ခန်းကြီး3မှာရှိတယ် Can I have that အနောက်မှာပို့ထားတဲ့ဟာလေးတွေးလို့ရသလားနည်းနည်းလေးပါဟိုဟာထား translate လုပ်ထားတဲ့ဟာရမလားဆိုတော့နံပါတ်1အသင်းတော်ကဒီတိုင်းပဲပြောမယ်ကျမကအသင်းတော်ယေရှုချီးမွမ်းတဲ့အသင်းတော်အကြောင်းပဲပြောမယ်နော်မချီးမွမ်းတဲ့အသင်းတော်တွေပြောမနေဘူးရှုပ်တယ်ဟုတ်လားဆိုတော့ယေရှုချီးမွမ်းတဲ့အသင်းတော်ပဲပြောမယ်နော်ဆိုတဲ့ခါကျတော့နံပါတ်1ဒါပေမဲ့အသင်းတော်9ပါးစလုံးကျမတို့သိဖို့ရအတွက်နံပါတ်1က Ephesus အေဖက်အသင်းတော်လို့ခေါ်တယ်နံပါတ်1ကဘာအသင်းတော်လို့ခေါ်လဲအေဖက်အသင်းတော်အေဖက်အသင်းတော်ရဲ့သူ့ရဲ့ကောင်းကျိုးကောင်းချက်ကိုမပြောတော့ဘူးယေရှုက accuse လုပ်ထားတယ်သူတို့ကိုဘာနဲ့စိတ်မကျဉ်တ်ဘူးလဲဆိုတော့သင်တို့ဒီကနဦးချစ်မြတ်တာရော့ပြီတဲ့နော်ကနဦးချစ်မြတ်တာရော့တယ်အေဖက်အသင်းတော်မှတ်ထားပါကျွန်ုပ်တို့ဒီအသင်းတော်မှာပါနေသလားဆိုတာအသင်းတော်လို့ပြောတဲ့ခါမှာလေ MAG ဆိုပြီးတော့ blame လုပ်ဖို့တော့မစင်စားနဲ့တင်ဒီအသင်းတော်ဖြစ်တယ် hallelujah တခါတလေလေဒီအသင်းတော်မှာပါဝင်တာတော့မကျေနပ်ကြဘူးအဲ့ဒါကိုဟာကိုမကျေနပ်တာကိုဟာအသင်းတော်လေပေါ်ဘူးလားယေရှုကဦးခေါင်းဖြစ်တယ်ကျွန်ုပ်တို့ကကိုယ်ခန္ဓာဖြစ်တယ် we are all his body parts ကျွန်ုပ်တို့ကလက်လဲဖြစ်မယ်ယေရှုရဲ့မျက်စိမှာမျက်စိလည်းဖြစ်မယ်နားလည်းဖြစ်မယ်နှာခေါင်းလည်းဖြစ်မယ်ခြေထောက်လည်းဖြစ်မယ်လက်လည်းဖြစ်မယ်နော်ကျွန်ုပ်တို့ရဲ့ခတ်သိမ်းသောအရာကိုသလုံးတဝလည်းဖြစ်မှာဥကောင်းသည်ဟုသောယေရှုကဘုန်းကြီးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာသဘောပေါက်ကြလားအသင်းတော်ကိုလက်ညှိုးထိုးတဲ့သူတွေရှိတတ်တယ် you are the church ဘေးကလို့ပြောရအောင်သင်ကအသင်းတော်ဖြစ်တယ်လို့ပြောပါ Jesus is the boss we are the church နော်ဆိုတော့အဲ့ဒါအရင်ရေးကြည့်တယ်နော်ကိုခန္ဓာမှာလှုပ်ဆောင်နေတဲ့သူတွေဖြစ်တယ်ဟုတ်ပြီအေဖက်အသင်းတော်ကိုယေရှုသိမ့်မကျေနပ်ဘူး why ရှေးကနဦးမြတ်တာရော့ပြီတဲ့ကဲတင်ချင်းရွာတော့ကတော့အရာအိုးဝမ်းသာလိုက်တာအဲ့ဒါပြီးတော့တဖြည်းဖြည်းရော့သွားတယ်နော်ဖះကိုချစ်ရမှမသိတော့ဘူးဟုတ်ပြီနံပါတ်1သွားရအောင်စမုနရအသင်းတော်နံပါတ်1အားလုံးပြောရအောင်စမုနရအသင်းတော်နံပါတ်1ကအေဖက်အသင်းတော်နံပါတ်2ကစမုနရအသင်းတော်ဟုတ်ပြီဒီစမုနရအသင်းတော်ကိုဟုတ်ပြီအားလုံးဖတ်ရအောင်ဒုက္ခဆင်းရဲခံရတော်လေယုံကြည်ခြင်း၌သစ္စာရှိခြင်းကောင်းလားမကောင်းလားကောင်းလားမကောင်းဘူးလားကောင်းတယ်ဆိုတော့ကျမတို့စမုနရအသင်းတော်ကိုခဏနေတဲ့ခါမှာပြန်ပြီးတော့အကျယ်ချက်မယ်နံပါတ်3ကိုသွားရအောင် Pergamos ဆိုတော့ Pergamos ကဘာလဲဘာမှလို့ပြောရအောင် Paragon အသင်းတော် Paragon အသင်းတော် Okay နံပါတ်1ကအေဖဲအသင်းတော်နံပါတ်2ကစမုနရအသင်းတော်နံပါတ်3က Paragon အသင်းတော်ကျမတို့တစ်ခါတလေဗျာဒိတ်ကျမ်းကိုတော့ဖတ်တယ်ဒါပေမဲ့အလွတ်မချစ်ကြဘူးနော်ဆိုတော့ဒီနေ့အလွတ်လဲရမယ်အကုန်လုံးကိုလည်းခံယူမှာဖြစ်တယ်ဆိုတော့ပြောရအောင် Paragon အသင်းတော်ကဘာလို့ယေရှုကသူတို့ accuse လုပ်ထားတယ်လဲယေရှုကမကျေနပ်ဘူးလေလောကနဲ့အပေးယူလုပ်တော့အသင်းတော်နိုင်ငံရေးလူမျိုးရေးလူမှုရေးအကုန်ရောတဲ့အသင်းတော်ကိုပြောတာယေရှုမကြိုက်ဘူး MAG မကြိုက်တာမဟုတ်ယေရှုမကြိုက်လို့အာမင်အာမင် MAG ကကျွန်ုပ်တို့ပဲလေနော်ဆိုတော့ဟုတ်ပြီ Okay နံပါတ်4သွားရအောင်Tartia တွာတိယအသင်းတော်ဟုတ်ပြီနံပါတ်1ကအေဖေနံပါတ်2ကစမုနရနံပါတ်3က Paragon နံပါတ်4ကတွာတိယမမေ့ကြပြီရမ်းစမတ်ကြတယ်ဟုတ်ပြီလောက်ရအောင်တွာတိယကဘာလို့ယေရှုကတိတ်ပြီးတော့မကြိုက်တာလဲအချစ်မကောင်းတော့အားလုံးဆိုမယ်အချစ်မကောင်းတော့အချစ်ပြစ်တော့အသင်းတော်အောင်မလေးဘလို့ယေရှုကြိုက်မလဲကိုတော်အချစ်မကောင်းတဲ့လူတွေ့ရင်မကြိုက်ဘူးလေနော်ဆိုတော့ဟုတ်ပြီ
နံပါတ်1ကအေဖေနံပါတ်2ကစမူနရာနံပါတ်3ကပေရဂန်နံပါတ်4ကသွားတီယနံပါတ်5သွားရအောင်နံပါတ်5ကစာဒီစ်တာဒီအသင်းတော်အဲ့ဒါကအမလေးကျမ်းနေတော့တေနေတော့အသင်းတော်ဒါကြောင့်ယေရှုကတိတ်နေတယ်လို့ထင်မှာဆိုလို့အဲ့လဲမငိုက်ကြနဲ့လို့ပြောတာလို့ကြရအောင်နော်နောက်ကပတ်တော်ကကျွန်တော်တို့ရဲ့ဝိညာဉ်အစာဖြစ်တယ်ဟုတ်ပြီဆိုတော့တာဒီကတိတ်နေတော့အသင်းတော် the dead church so scary ကြောက်စရာကောင်းတယ်နော်ဆိုတော့နံပါတ်1အသင်းတော်ပြန်ပြောမယ်အေဖက်စာအုပ်မကြည့်နဲ့နံပါတ်2စမူနရာနံပါတ်3ပေရဂန်နံပါတ်4သွားတီယာနံပါတ်5တာဒီ alright တာဒီအသင်းတော်ကိုငါမိန့်တော်မူသည်ကားအေဖက်အသင်းတော်ကိုငါမိန့်တော်မူသည်ကားဆိုပြီးတော့ယေရှုကပြောတာတော့နောင်တရသင်စင်ပြီးခွက်ကိုရွှေ့မဲ့မရဘူးဆိုရင်ဟလာနံပါတ်6သွားမယ်နံပါတ်6သွားရအောင် okay number 6 Philadelphia အသင်းတော်ကဖီလာဒဲလဖီအသင်းတော်အားလုံးပြောရအောင်ဖီလာဒဲလဖီအသင်းတော်ဒီအသင်းတော်ကဘာလဲအားလုံးဖတ်ကြရအောင်သေးငယ်တော်လဲရှိသည့်ခွန်အားနဲ့နှုတ်ကပတ်တော်မှာဆွဲလန်းတယ်ယက်တည်တယ်သစ္စာဆောင်တယ်ဟာလေလုယာဒီအသင်းတော်ပဲကျမတို့ရဲ့အသင်းတော်ကဒီအသင်းတော်ပဲကျမတို့ရဲ့အသင်းတော်ယက်တည်ဖြစ်ရမယ့်အရာကအာမင်ဟုတ်ပြီနံပါတ်1ကနေပြန်သွားရအောင်အေဖက်အသင်းတော်ကဘာလို့ယေရှုသိမ့်မကျင်ယေရှုကသတိပေးတယ်လေရှေးဟောင်းမြတ်တာရှေးဦးမြတ်ရှေးဟောင်းမဟုတ်ရှေးဦးမြတ်တာရော့တယ်ရှေးကနဦးမြတ်တာရော့တယ်ရှေးဟောင်းမြတ်တာတွေလာလုံနေဟုတ်ပြီနံပါတ်2ကစမူနရာအသင်းတော်ဘာလို့ယေရှုစမူနရာယေရှုကျင်တ်လားယေရှုကျင်တ်လားစမူနရာစမနာကျင်တ်တယ်ဘာလို့ကျင်တ်တယ်လဲဒုက္ခဆင်းရဲခံတော်လဲတေတိတိုင်အောင်သစ္စာရှိတယ်ခဏနေရှင်းပြမယ်ဝေါနံပါတ်3က Paragon Pergamos ဘာလို့ယေရှုမကျေနပ်တယ်လဲလောကနဲ့အပေးအယူလုပ်တယ်အမေကြီးကတော့လောကနဲ့အပေးအယူမလုပ်ဘူးဟာလေလုယာနံပါတ်4သွားတီယကဘာလို့ဘုရားကမကျေနပ်တယ်လဲအချင်းမကောင်းဘူးအချင်းပြစ်တယ်နော်ဟုတ်ပြီနံပါတ်5က Sardis တာဒီအသင်းတော်တေနေတော့အသင်းတော်အောင်မလေးကြောက်စရာနံပါတ်6က Philadelphia အသင်းတော် Philadelphia အသင်းတော်ဖခင်ကျေနပ်လားယေရှုကျေနပ်လားကျေနပ်တယ်ဘာအသင်းတော်လဲသေးငယ်တော်လဲရှိသည့်ခွန်အားနဲ့နှုတ်ကပတ်တော်မှာယက်တည်တယ်ဆွဲလန်းတယ်သစ္စာဆောင်တယ်ဟာလေလုယာနံပါတ်7နောက်ဆုံးတစ်ခုကလောဒီကီအသင်းတော်အားလုံးဆိုရအောင်မပူမအေးຫນွေးယုံရှိသောအသင်းတော်ပြင်းရည်သောအသင်းတော်အခုနဒီမှာဆရာဘိုးကပြောပုံစံဆိုရင်တော့ဒီထဲမှာမပါဘူးလေနော်ကျမတို့မပြင်းဘူးလေနော်မပြင်းဘူးဆိုတော့မပါဘူးကျေးဇူးတော်ပဲနော်ဟုတ်ပြီဒါဆိုတော့အကုန်လုံးပြန်ပြီးတော့နံပါတ်1ကနေပြောပြီးတဲ့ခါမှာယေရှုချီးမွမ်းတဲ့အသင်းတော်ကိုပဲပြောမယ်အဲ့ဒါမှကျွန်တော်တို့ကဘာကိုပြင်ဆင်ရမလဲဆိုတော့သိတာဟာလေလုယာအဲ့ဒီပျက်စီးနေတဲ့ခြစားနေတဲ့ဟာတွေပြောမနေဘူးခြစားပြီဆိုတော့ခြစားပြီပျက်စီးပြီဆိုတော့ပျက်စီးပြီဘာမှထပ်ပြောကြအောင်မရှိတော့တာနော်ကောင်းတဲ့အရာကိုပဲကျွန်တော်တို့ကယူဖို့ရအတွက်ဖခင်ကလိုရှိတာဖြစ်တယ်ကောင်းတဲ့အရာကိုကောင်းသောတိုက်လန်ခြင်းကိုတိုက်ဖို့ရအတွက်ဖခင်ကလိုရှိတယ်ဟာလေလုယာ all right အားလုံးဒီကိုကြည့်မယ်ဖုန်းတွေလည်းမကြည့်ကြနဲ့စာအုပ်တွေလည်းမကြည့်ကြနဲ့နံပါတ်1အသင်းတော်အေဖက်အသင်းတော်နံပါတ်2စမူနရာအသင်းတော်နံပါတ်3ပေရဂန်အသင်းတော်ဟုတ်လားနံပါတ်4သွားတီယာအသင်းတော်နံပါတ်5တာဒီအသင်းတော်တာဂိမဟုတ်ဘူးနော်တာဒီအသင်းတော်နံပါတ်6 Philadelphia အသင်းတော်နံပါတ်9လောဒီကီအသင်းတော် wow amazing မမိပြီလားနော်မမိပဲမနေနဲ့ဘာလို့ယေရှုကမကျေနပ်တာလဲဆိုတာကိုပါမှတ်ထားအဲ့ဒါဆိုရင်ကိုတခုလုံးမိတယ်ဆိုရင်ယေရှုမကြိုက်ဘူးဆိုတဲ့အရာနဲ့ကျွန်တော်တို့အသက်ရှင်ရမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မို့
ဒါမဲ့ကျွန်မအခုနပြောသလိုချစားတာပဲလောကနဲ့ပတ်သက်တာပဲရှင်းနေတယ်ဆိုတော့မရှင်းတော့ဘူးရှင်းပြီးသွားပြီယေရှုကရှင်းလင်းပြောထားပြီးပြီဒါကြောင့်မို့ဒီနေ့ကျွန်မတို့အသင်းတော်နှစ်ပါးကိုသွားမယ်ဘာအသင်းတော်နဲ့ဘာအသင်းတော်ဖြစ်မလဲ which church that Jesus appreciate praised စမုန်နရာအသင်းတော်နဲ့စမုနရာအသင်းတော်နဲ့ Philadelphia အသင်းတော် Amen ဒီနှစ်ခုကိုကျွန်မတို့သွားမယ်ဟုတ်ပြီlet's go to စမုနရာအကြောင်းပြောပြမယ်စမုနရာကcan I ကျမ်းစာရင်ဖတ်ရအောင်လေနော်ကျမ်းစာရအောင်ဗျာဒိတ်နေ့ရှစ်ကနေစစ်တဲ့ shall we read all together ကျမ်းစာကိုဖတ်မယ်ဗျာဒိတ်အခန်းကြီးနေ့အခန်းငယ်ရှစ်ကနေပြီးတော့စစ်တဲ့အရင်ဖတ်မယ်အတူတကွဖတ်ရအောင်စမုနရာမြို့၌ရှိသောအသင်းတော်ဤတမန်ကိုဤသို့ရေး၍ပါလိုက်လောအဦးဆုံးသောသူနောက်ဆုံးသောသူတီးဟူသောအရင်သေး၍အသက်ရှင်လျက်ရှိနေသောသူဤအမိန့်တော်ကသင်အကျင့်ချင်းဒုက္ခခံခြင်းဆင်းရဲခြင်းကိုငါသိ၏သို့တော်လေသင်သည်ကြွယ်ဝပြည့်စုံလျက်ရှိ၏ယူဒလူဖြစ်အောင်ဆောင်၍ယူဒလူမှမဟုတ်စာတန်ဤအပေါင်းအသင်းဖြစ်သောသူတို့ဤကဲ့ရဲ့ခြင်းကိုလည်းငါသိ၏သင်သည်ခံရမည်မကြောက်နဲ့သင်တို့သည်စုံစမ်းခြင်းကိုခံရမည့်အကြောင်းမာနသည်သင်တို့တွင်အချို့ကိုထောင်ထဲ၌လှောင်ထား၍သင်တို့သည်ဆယ်ရက်ပတ်လုံးဒုက္ခဆင်းရဲကိုခံရကြလိမ့်မည်သေသည့်တိုင်အောင်သစ္စာဆောင်လော့တို့ဖြစ်လျင်အသက်တရဖူကိုငါပေးမည်ဝိညာဉ်တော်သည်အသင်းတော်အားအဘယ်သို့မိန့်တော်မူသည်ကိုနာရှိသောသူမည်သည်ကကြားပါစေအောင်မြင်သောသူကိုဒုတိယသေခြင်းသည်မငြင်းစေရဟာလေလုယာလက်ခုပ်တီးပြီးတော့နှုတ်ကပတ်တော်ကိုကျမတို့ချီးကျူးဂုဏ်ပြုကြရအောင်ဝါကျွန်ုပ်တို့ကတကယ်ကိုကောင်းချီးမင်္ဂလာခံစားရသူတွေနော်ဖန်ဆင်းတဲ့ဖယားနေရဲကနေအပြစ်ထဲမှာနဲ့မွန်းတော်လဲပဲသူ့ရဲ့အသက်နဲ့ရွေးနှုတ်တဲ့ဖယားရဲ့နှုတ်ကပတ်တော်ကိုခံယူရတယ်ဆိုတာကကျွန်ုပ်တို့ဒီကဘာပေါ်မှာအကြီးမြတ်ဆုံးသောသူတွေဖြစ်တယ်နော်ဟာလေလုယာ wow amazing ဆိုတော့အခုကျမတို့စမုနရာအကြောင်းပြောရအောင် okay can I see yeah စမုနရာဘယ်နားမှာလဲ seminar မှာ Ephesus ရဲ့အပေါ်မှာရှိတယ် SMYRNA seminar ကအခုတူရကီမှာရှိတယ်တာကီမှာကြည်အားလုံးကတာကီကနေလာတာเนาะအခုခေတ် modern ခေတ်မှာတော့တာကီလို့ခေါ်တယ်ဆိုတော့အဲ့ဒီမှာဒီ seminar မှာဘာဖြစ်လဲဆိုတော့သူလမ်းကြောင်းအရန်ကောင်းတယ်သူကလေလမ်းကြောင်းအရန်ကောင်းတယ်သူကရောမတွေရဲ့လက်အောက်မှာရှိတာဆိုတော့စီးပွားရေးလမ်းကြောင်းလည်းတအားကောင်းတယ်ဒါပေမဲ့ဒီအသင်းတော်အရန်ဆင်းရဲတယ်နားထောင်အရန်ဆင်းရဲတယ် why ယုံကြည်ခြင်းကြောင့်အငြင်းဆဲခံရတာအလုပ်လည်းမရနိုင်ဘူးနော်အခုနပြောတယ်ယူဒလူဖြစ်အောင်ဆောင်တော်သူယူဒလူ Judaism ဆိုတဲ့ယူဒဘာသာကလည်းသူတို့ကိုနှိပ်ကွပ်ထားတယ်စာတန်ရဲ့လူလို့ပြောတဲ့ pagan နော်ဒီယုတ်တုစင်တုကိုးကွယ်တဲ့သူတွေကလည်းနှိပ်ကွပ်ခြင်းခံရတယ်နောက်ပြီးဘယ်သူနှိပ်ကွပ်ခြင်းခံသေးလဲဆိုတော့ cult လို့ခေါ်တယ် cult ဆိုတာက mixer ဒိဋ္ဌိအယူဝါဒလုပ်တဲ့သူတွေကလည်းနှိပ်ကွပ်ထားတာတိလို့နှိပ်ကွပ်ထားတာနှိပ်ကွပ်ထားတယ်နော်ပျောက်သွားအောင်နှိပ်ကွပ်ထားတာစာတန်ကဒါပေမဲ့သူတို့ကဘာဖြစ်လဲပေသည့်တိုင်အောင်သက်စာရှိတယ်တဲ့ဒီမှာထောင်ထဲမှာလဲချတယ်သူတို့ကိုယုံကြည်ခြင်းကြောင့်အသက်လဲအသက်ခံရတယ် persecution လို့ခေါ်တယ်တက်လဲအသက်ခံရတယ်ကျွန်မတို့ရဲ့ background ကိုဖတ်တဲ့အခါမှာယုံကြည်ခြင်းကြောင့်အသက်ခံရတယ်အကုန်လုံးကလေအဲ့ဒီစမုနရအသင်းတော်ကိုဒီလိုဝိုင်းဖဲ့တာကျွန်မတို့ကဝိုင်းမဖဲ့ခံရသေးဘူးကိုယ့်ဟာကိုဖဲ့နေကြတာအသင်းတော်ချင်းချင်းလဲဖဲ့ကြတယ်ဟလားသူတို့ကဘာသာခြားတွေရဲ့ဖဲ့ခြင်းကိုခံတာဒါပေမဲ့သစ္စာရှိသလားရှိတယ်ဒါကြောင့်ယေရှုကပြောတာစမုနရာသင်းတော်ငါနဲ့တဲ့ I am the Alpha and the Omega ကျွန်ုပ်ဒီငါအစနဲ့ဖြစ်တယ်အဆုံးလည်းဖြစ်တယ်အစဖြစ်တော်သူအဆုံးဖြစ်တော်သူကနေမိမာတယ်စမုနရာ
င်တို့သည်တင်းငယ်တော်လဲပဲအားကြီးတယ်အဆုံးတိုင်အောင်သစ္စာရှိပါအသက်တာဖို့ငါပေးမယ်လို့ပြောတယ်ဟာလေလုယာဟာလေလုယာအဲ့ဒါပဲဒါပဲဒီမှာအခုကျမတို့ကဘာတွေကြုံရပြီလဲအခုကြည့်မာနသည်တဲ့တချို့ကိုထောင်ထဲ၌လှောင်ထား၍တဲ့နော်ဆယ်ရက်ပတ်လုံးဆင်းရဲဒုက္ခခံရလိုက်ပြီလို့ပြောတဲ့ခါမှာလူတွေကဘာလဲဆယ်ရက်ပတ်လုံးနော်ဆယ်ရက်ပတ်လုံးဆိုတာဒီကျမတို့ရဲ့ဒီခက်ဒီခါကအသင်းတော်နဲ့ဘယ်လိုဆိုင်လဲဆိုပြီးတော့တချို့ question ဖြစ်တယ်ဒီမှာဘာပြောလဲဆိုတော့ဆယ်ရက်ပတ်လုံးဆိုတာဆိုပြီးတော့ကျမ်းသတ်ပုဂ္ဂိုလ်တွေကအဓိပ္ပာယ်ဖွင့်ထားတာကအေဒီစမုနရမှာသမရတွေဘယင်တွေတစ်ခုပြီးတစ်ခုတယောက်ပြီးတယောက်ပြောင်းတာနော်ဆယ်စစ်တိုင်အောင်လို့ပြောတာဖြစ်တယ်ဆိုပြီးတချို့ကဘာသာပြန်ထားတယ်နော်ဘယ်မင်းပဲတက်လာလာဘယ်ရူလာပဲအုပ်စိုးသူပဲတက်လာလာဒီအသင်းတော်ကအမြဲတန်လောကကြီးရဲ့ဖိနှိပ်မှုခါရတယ်ဒီအလုပ်ကိုလုပ်ချင်တယ်ဆိုရင်နင်းခရိယန်ကနေထွက်အဲ့အဆင့်ကိုခံရတာကျမတို့ဘယ်သူမှခရိယန်ကနေထွက်လို့ပြောတဲ့အဆင့်မရောက်သေးဘူးသစ္စာရှိအောင်ဟာလေလုယာဒါတောင်မှဘာပြောထားလဲဆိုတော့တေသည့်တိုင်အောင်သစ္စာဆောင်လို့တဲ့ till death မလွတ်နဲ့တာရဖူကိုတိတ်အလုပ်ကိုလည်း hey နင်ခရိယန်ဖြစ်တယ်ဆိုရင်လုပ်လို့မရဘူးနင်ဒီဘာသာဝင်မှအလုပ်ရမယ်လို့ပြောရင်ဒီဘာသာသွားတဲ့သူတွေရှိတယ်တချို့တွေမာမွန်ဖြစ်သွားတာခရိယန်ကနေမသိဘူးယေရှုနဲ့တောင်သူတို့ပြန်တွေ့အောင်မလားမသိဘူး why ကျွန်တော်တို့ရဲ့ bite တစ်ခုအနေနဲ့ယုံကြည်ခြင်းကိုစွန့်လွတ်တဲ့သူရှိလို့ဒီစမုနရကိုယေရှုကပေးထားတာအသက်သေးနေနဲ့ဟာလေလုယာသူတို့ bite ကြောင့်ယေရှုကိုမစွန့်လွတ်ဘူးအာမင်သူတို့ bite ကြောင့်သူတို့ရဲ့ယုံကြည်ခြင်းကိုမစွန့်လွတ်ဘူးဒါကြောင့်ဆင်းရဲတယ်အယံဆင်းရဲတယ်ဒါပေမဲ့ဘာပြောလဲအယံချမ်းသာတယ်တဲ့ဟာလေလုယာယေရှုရဲ့မျက်စိမှာအယံချမ်းသာတာကငွေရေးကြေးမဟုတ်ဘူးနော်ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းနဲ့ပေးဆက်ခြင်းဖြစ်တယ်သစ္စာဆောင်ခြင်းဖြစ်တယ်ဟာလေလုယာနားလည်နိုင်ဖို့ရောက်စီတိုင်းဖြတ်ကောင်းကြည့်ပေးပါစေဒါယေရှုတကယ်ကြည်နေတဲ့အသင်းတော်ပါကျွန်ုပ်တို့ယေရှုကိုဝမ်းမြောက်စေခြင်းနဲ့ဆိုရင်တော့ယေရှုပြောတဲ့အတိုင်းပဲလုပ်ရမှာပေါ့အာမင်အာမင်ဟူးဆိုတော့ဝိညာဉ်တော်ဒီအသင်းတော်ကဘယ်လိုမာတယ်ဆိုတော့မကြောက်နဲ့တဲ့မကြောက်နဲ့မကြောက်နဲ့တဲ့နင်တို့စုံစမ်းခြင်းခံရမယ်တဲ့ပြောပြမယ်ခရိယန်ဖြစ်လာရင်လေခသိန်းတော်အရာတွေအဆင်ပြေသွားမှာဘာလို့ရှောက်မပြောနဲ့မပြေဘူးပို့ဆိုးမှာကျမတို့အားပေးရမယ့်ဟာကလေတေတိတိုင်အောင်သစ္စာရှိပါယုံကြည်ခြင်းကိုမလွတ်လွတ်နဲ့နော်လို့ပြောရမှာဟာလေလုယာနင်တို့ခရိယန်ဖြစ်လာရင်အကုန်လုံးဘုရားကအဖြေပေးမယ်လို့ရှောက်မပြောနဲ့ဒါပေမဲ့ဘုရားကဘာပြောလဲသူ့ကိုကြောက်ရွံ့တော်သူကိုကောင်းချီးပေးမယ်ဆိုတာရှိတယ်ကျမတို့လိုလို့လားဘာမလိုလေလှနေတာပဲလေချိန်လို့ဟုတ်လားစားနေတာပဲနော်ဆိုတဲ့ခါကျတော့ဒီမှာပြောထားတယ်သင်ရဲ့အကျင့်ချင်းဒုက္ခခံခြင်းဆင်းရဲခြင်းကိုငါသိ၏တဲ့ဘယ်သူမှမြင်ဖို့မလိုဘူးယေရှုမြင်တယ်အာမင်အာမင်ကျမတို့ကသူတစ်ပါးကမြင်မှပဲဟိုလေအတိမပြုတ်ခံရတဲ့ခါမှပဲဟိုယေဖခင်ကအတိမပြုတ်တယ်လို့ထင်တာ no God knows everything ဖခင်အားလုံးမြင်တယ်အမြဲတမ်းပဲအချင်းပါကောင်းသောအချင်းကိုချင်းပါဒုက္ခကိုခံပါဆင်းရဲခြင်းကိုသိခံပါသင်ရဲ့ယုံကြည်ခြင်းကြောင့်ဆင်းရဲခြင်းကိုသိခံပါဟာလေလုယာဟာလေလုယာဆိုတော့ဒီမှာကသင်သည်ကြွယ်ဝပြည့်စုံတယ်တဲ့တခါတလေကျမတို့ရဟန်းချမ်းသာခြင်းတယ်ဖခင်အတွက်ပါနော်ဖခင်အတွက်ပေးခြင်းတယ်ကမ်းခြင်းတယ်ကိုရော်ရဲ့နော်မီလီယံသာရှိရင်လေဒီဖျားเจ้าကြီးကိုနော်ဘီပေးပလိုက်မယ်အကုန်လုံးရှင်းပလိုက်မယ်ဆိုတဲ့သူတွေလက်ထောင်တချို့ကစီးသေးတာနော်ရတော့မရသေးဘူးကျမတို့တစ်ချိန်လုံးကြွေးကြော်နေတာကိုတော့ဒီဘီကိုလေကျမတို့မိသားစုသမီးတို့မိသားစုပေးနေတယ်လို့ဆိုပြီးတော့ကျမကြွေးကြော်နေတာလက်တွေ့မှာမရှိပါဘူးဒါပေမဲ့ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းဟာလေလုယာ
ကျွန်တော်တို့ရဲ့တီးခံခြင်းကျွန်တော်တို့ရဲ့ပိတ်ဆက်ခြင်းအားလုံးကကျွယ်ဝတယ်တဲ့ဟာလေလုယာလက်ခုပ်တီးပြီးတော့ဘုရားကိုချီးမွမ်းကြရအောင်ကျွန်တော်တို့ကကျွယ်ဝနေတယ်ဟာလေလုယာဝေါကျွယ်ဝတဲ့သူတွေဖြစ်တယ်ကိုယ့်ဟာကိုယ်ဆင်းရဲတဲ့ချို့တဲ့တယ်လို့မမြင်နဲ့ကျွယ်ဝတဲ့သူဖြစ်တယ်ယေရှုကမြင်တဲ့အတိုင်းမြင်ဖို့ရန်အတွက်ယေရှုကလှုပ်စေခြင်းတဲ့အတိုင်းပဲကျွန်တော်တို့အသက်ရှင်မယ်ဟာလေလုယာโอเคဒါဆိုရင်တော့စမုနရအသင်းတော်ရဲ့အကြောင်းကိုသိပြီနော်သူတို့ကခတ်သိမ်းသောအရာတွေရဲ့ဖိနှိပ်ခြင်းကိုခံရတယ်ကျွန်တို့ကလေဒီအမေရိကနိုင်ငံမှာယေရှုတော်ကြောင့်ယုံကြည်ခြင်းအဖြစ်တော့ဟိုတနေ့နော်ချာလီကားကတော့သူယုံကြည်ခြင်းနဲ့သူနော်သူအသက်ပေးသွားတယ်တော်တော်ကြီးကြီးမားမားဖြစ်သွားတဲ့အရာပေါ့နော်ဘာလို့ဆိုတော့သူကလေဟာပြင်မှာအရန်တရားဟောတဲ့ခါကျတော့အမြင်ကပ်ပုံမှန်တွေတအားများတာနော်အရန်မုံသူကတမန်တော်နဲ့ပြောတဲ့အရာတွေကိုနားမထောင်ကျင်တဲ့ဒီစာတန်လူတွေကဟိုမချမ်းသာလို့ဖြစ်တယ်ဒါပေမဲ့အခုချိန်ထိကတော့ကျွန်ုပ်တို့ကယုံကြည်ခြင်းအပြင် persecution ဆိုတဲ့ညှဉ်းဆဲခြင်းမလာသေးဘူးနော်အတိုင်းတိုင်းအပီပီမှာညှဉ်းဆဲခြင်းကိုငါဆေလွတ်မယ်ဆိုတာခဏနေဘုရားကပြောယေရှုကပြောထားသေးတယ်အဲ့ဒါလည်းပြန်သွားမယ်နော်အစင်သင်ဖြစ်ဖို့ရန်အတွက်ရန်ရေးကြည့်တယ်ခတ်သိမ်းသောအရာကိုဟာလေလုယာဟာလေလုယာဟာလေလုယာโอเคစမုနရပြီးသွားပြီကျမတို့အခုဘယ်ကိုသွားမလဲဆိုတော့ let's jump to Philadelphia အသင်းတော်ကိုကျမတို့သွားမယ်နော် Philadelphia အသင်းတော်ကဗျာဒိတ်3ခွန်ကနေ73အထိကျမတို့အတူဖတ်ရအောင်Let's read together. Revelation chapter 3. Okay. Philadelphia. ဟုတ်ပြီအားလုံးတွေ့ကြပြီလားဗျာဒိတ်ကျမ်း3ခွန်ကနေပြီးတော့73အထိအားလုံးဖတ်ကြရအောင် Philadelphia မြို့၌ရှိသောအသင်းတော်ဤတမန်ကိုဤသို့ရေး၍မာလိုက်လော့တန်ရှင်းသောသူဟုတ်မှန်သောသူဒါဝိမင်းဤတကားတော်ကိုကင်သောသူအဘယ်သူမျှမပိတ်အောင်ဖွင့်၍အဘယ်သူမျှမဖွင့်နိုင်အောင်ပိတ်တော်သူဤအမိန်တော်ကသင်ဤအချင်းကိုငါသိ၏အဘယ်သူမျှမပိတ်နိုင်သောတကားကိုသင်ရှေ့၌ငါဖွင့်ထားပြီးအကြောင်းမူကားသင်သည်အနေငယ်သောငါဤနာမကိုလည်းမစွတ်မပယ်ယူဒလူဖြစ်ဟန်ဆောင်၍အမှန်မဟုတ်ပဲမုသာစကားကိုပြောသောသူတီးဟူသောစာတန်ဤအပေါင်းအသင်းဝင်သူအချို့တို့ကိုသင်၌ငါအပ်ပေးမိသူတို့သည်လာ၍သင်ဤခြေရင်း၌ပြောင်းဝဲစေခြင်းက၎င်းငါသည်သင်ကိုချစ်သည်ဟုသိစေခြင်းက၎င်းငါပြုမိငါသင်သည်ငါဤသီခံခြင်းနှင့်ဆက်ဆိုင်သောနှုတ်ကပတ်တရားကိုစောင့်ရှောက်သောကြောင့်မြေကြီးအပေါ်မှာနေသောသူတို့ကိုစုံစမ်းစိတ်ခြင်းကကာလတွင်သင်ကိုငါစောင့်ရှောက်မိငါသည်အလေအမြန်ပြန်လာမိသင်ဤတာရဖူကိုအဘယ်သူမျှမယူစေခြင်းကရခဲ့ပြီးသောအရာကိုဆွဲကင်လော့အချင်းသူသည်အောင်မြင်၏ထိုသူကိုငါသည်ငါဤဖျားသခင်ဗိမာန်တော်၌တိုင်ဖြစ်စေမည်နောက်တစ်ဖန်သူသည်ပြင်သို့မရွှေ့ရငါဤဖျားသခင်နာမတော်ကို၎င်းငါဤဖျားသခင်အထံတော်မှထွေ၍ငါဤဖျားသခင်မြို့တော်ဤနာမကို၎င်းငါဤနာမတက်ကို၎င်းထိုသူအပေါ်၌ငါသည်အခရာသင်ပြီဟာလေလုယာလက်ခုပ်တီးပြီးတော့နှုတ်ကပတ်တော်ကိုကောင်းကြီးပေးကြရအောင်โอเคဒါက Philadelphia အသင်းတော်ဖြစ်တယ်ဒီမှာအများကြီး theological ပေါ့နော်ဒီကျမတို့အတွေ့အခေါ်ပိုင်းဆိုင်ရာတွေယုံကြည်ခြင်းအတွေ့အခေါ်ပိုင်းဆိုင်ရာတွေအများကြီးရှိတယ်ဘယ်လိုအတွေ့အခေါ်ပိုင်းတွေအများကြီးရှိတယ်လဲဆိုတော့တစ်ခုလေးအရင်ရှင်းပြမယ်ကျမတို့သိပြီးပြီယေရှုကသိကျင့်တတ်တဲ့ဒီအသင်းတော်ဆိုတဲ့ခါကျတော့သူတို့ရဲ့အားနဲ့ချစ်ကိုမပြောထားဘူးအားသာချစ်ကိုပြောထားတယ်အသင်းတော်9ပါးတကဘာလုံးမှာရှိတဲ့ churches universal church လို့ခေါ်တယ် MAG ဒီ local church ဖြစ်တယ်သင်ရဲ့ခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်တယ် local church နဲ့နေရတယ်
ကိုယ့်ရဲ့အသင်းတော်ကိုလှပဖို့ဦးကောင်းဖြစ်တဲ့ယေရှုကိုလှပဖို့ဒီကိုခန္ဓာအားလုံးမှာတာဝန်ရှိတယ်ဟာလေလုယာသူများရဲ့အသင်းတော်ကိုသွားစိတ်မပူပေးနဲ့သူတို့မှာသူတို့တာဝန်ရှိတယ်ကို့မှာကို့တာဝန်ရှိတယ်အာမင်တခါတလေကျမတို့ကလေမစီမဆိုင်စိတ်ပူပေးတတ်တယ်ပြောပြမယ်စိတ်ပူလို့ပြောတဲ့ခါမှာယုံကြည်ခြင်းနဲ့တလန်းတဲ့ကျမတို့ကကိုယ်ခန္ဓာဆိုတာကဟဲ့ငါလက်တစ်ဖက်ကရှောက်သွားလို့မရဘူးကိုယ်ခန္ဓာဆိုတာအတူတကွပေးတဲ့ vision ကိုအတူတကွလူယာဟာလေလုယာဥကောင်းရဲ့ဥတီချက်မှာသွားရတာဥကောင်းက making decision ကောင်းကနေပြီးတော့ဘာဖြစ်လဲဆုံးဖြတ်တယ်ဒီကိုယ်ခန္ဓာကလိုက်ရတာဖြစ်တယ်ဥကောင်းပြောတဲ့အတိုင်းစကားပြောရတာဖြစ်တယ်ဥကောင်းပြောတဲ့အတိုင်းသွားရတာဖြစ်တယ်ဒါကြောင့်မို့ဒီ MAG ဥကောင်းသည်ယေရှုဖြစ်တယ်တခြားအသင်းတော်ရဲ့ဥကောင်းသည်ယေရှုဖြစ်တယ်သူတို့ကခန္ဓာဖြစ်တယ်သူတို့ကယေရှုကောင်းကဘလို့သူတို့ကိုလိုက်တယ်လဲဆိုတော့သူတို့လိုက်ရမှာဒါသူတို့တာဝန်ကျမတို့တာဝန်က MAG ကိုခန္ဓာ local church ဖြစ်သောကြောင့်ဒီအသင်းတော်ရဲ့လိုအပ်ချက်ကိုယေရှုပေးတဲ့ vision အတိုင်းသွားရမှာဖြစ်တယ် hallelujah သဘောပေါက်ကြလားမသိဘူးเนาะဆိုတဲ့ခါကျတော့အဲ့ဒါကြောင့်မို့ churches universal churches လို့ခေါ်တယ်အားလုံးကယေရှုအသင်းတော်ဟုတ်ဘူးလားနှုတ်ကပတ်တော်နဲ့တိဆောက်ထားတဲ့မန်သမ ्या အားလုံးယေရှုအသင်းတော်ဖြစ်တယ်နှုတ်ကပတ်တော်နဲ့စန့်ကျင်တာအားလုံးယေရှုဟာမဟုတ်ဘူးသူတို့နာမင်ခံတာအခုပြောပြီးပြီယေရှုရဲ့အသင်းတော်ကဘယ်လိုအသင်းတော်လဲဆိုတာအသင်းတော်လို့နာမည်တတ်တိုင်းဟဲဆိုပြီးသွားမထင်နဲ့ no အသင်းတော်တိုင်းကအသင်းတော်မဟုတ်ဘူးယေရှုအသိမှပြုထားတဲ့အသင်းတော်ရှိတယ်ယေရှုအသိမှမပြုထားတဲ့အသင်းတော်ရှိတယ်သဘောပေါက်ကြလားကျမတို့ဒီယေရှုအသိမှပြုထားတဲ့အသင်းတော်ဖြစ်ဖို့ရည်ကြီးတယ်ဟာလေလုယာအဒ္ဓမကောင်းကင်မှာတရဖူတို့ဘာတို့ဆိုတာအဲ့ဒါမှလာမှာနော်သူ့အလိုလဲမလိုက်ဘဲနဲ့ကိုယ့်ဟာကိုရှောက်လုံနေရင် boss ကပြောတဲ့အရာကိုနားမထောင်ရင်ဒီလူတွေအကုန် fire ခံရမယ်လေဘယ်အစုမပြောနဲ့ဘာမှရမှာမဟုတ်ဘူးလုပ်ငန်းခြေတောင်ရမှာမဟုတ်ဘူးနော် boss က supervisor တွေကိုဒီလိုလုပ်ရမယ်ဆိုပြီးတော့သူညွှန်ထားတယ် supervisor တွေကကျမတို့အလုပ်သမားတွေကိုဒီလိုညွှန်ထားတယ်အဲ့ဒါကိုလှုပ်ချင်တာရှောက်လို့ဟုတ်လားနားထောင်ကြည့် company နဲ့ကျမအသင်းတော်ကိုပြောပြမယ်ကိုလှုပ်ချင်တာရှောက်လို့ကြည့်လိုက် warning ပေးခံရမယ်နော်ဂယုမဆိုင်ဘူးနောက်တစ်ခါထပ်လှုပ်ကြည့်လာခါရဖို့မပြောနဲ့ fire ခံရမှာအဲ့ဒီ company ရဲ့မျက်မှောက်တော်မှာနေလို့ရမှာမဟုတ်တော့ဘူး now ကျွန်တော်တို့ရဲ့ boss ပြောတဲ့အတိုင်းကျွန်တော်တို့အလုပ်လုပ်ဖို့ရန်ရည်ကြီးတယ် hallelujah အသက်ရှင်ဖို့ရန်ရည်ကြီးတယ်ဒါမှ boss စီကနေပြီးတော့ကျွန်တော်တို့ကဘာရမလဲအိုးဆုရမှာပေါ့ယေရှုကျင့်နာမှာယေရှုစီကနေဆုရမှာယေရှုကျင့်နာမှာတရဖူရမှာကောင်းသောတိုက်လံခြင်းကိုပြုခိုင်းရင်ကောင်းသောတိုက်လံခြင်းပြုရမယ်ယုံကြည်ခြင်းကိုမြဲမြံခိုင်းတယ်ဆိုရင်ယုံကြည်ခြင်းမှာမြဲမြံရမယ်ဘာပဲလာယုံကြည်ခြင်းမှာမြဲမြံရမယ်အဲ့ဒါမှကျွန်တော်တို့ရဲ့ကောင်းဖြစ်တဲ့ယေရှုရဲ့ well done my faithful servant တာရုသစ္စာရှိသောငယ်သားကောင်းဆိုတာကြားမှာဖြစ်တယ် hallelujah လူတွေကမပြောချင်နေပါစေယေရှုပြောရင်ဂျင်းပ်ပြီအာမင်အာမင်အာမင်လူတွေကတင့်ကိုတာရပူဘယ်နှခုပဲလာဆောင်ပေးအဲ့ဒါဘာမှဆိုင်ဘူးကောင်းကင်နဲ့နော်ဆိုတော့ကောင်းကင်နဲ့ဆိုင်တဲ့ຢာကောင်းကင်နဲ့ဆိုင်တာပဲယေရှုနဲ့ပဲဆိုင်တယ်ဆိုတော့ဟုတ်ပြီဒီပါနည်းနည်းလေးပြန်ရှင်းပြမယ် let's just explain I will explain Philadelphia church ဆိုတော့ Philadelphia အသင်းတော်ဒီမှာသင်ခံရမိတစုံတယောက်မြောက်တစ်ခုမှမကြောက်နဲ့တဲ့ပြောပြမယ်နည်းနည်းလေးပြောပြမယ်ဒီမှာလေ number 1 not number 1 let's see ကျွန်မပြောချင်တဲ့အရာကဟိုဟာကိုပြောရအောင်ပထမဦးဆုံး3:7အဲ့ဒီအောင်နည်းနည်းရှင်းပြမယ်ဒီဟာက theology ပိုင်းပါတယ်နော် confuse အများအားဖြစ်တဲ့အရာတစ်ခုဆိုတော့ပြလိုက်ချမ်းသုံးဟိုဟာကိုတွားရအောင်ခုံကိုတွားမယ်ဆိုရင် Philadelphia မြို့၌ရှိသောအသင်းတော်ဤတမန်တော်ကိုဤသို့ရေး၍မာလိုက်လောဘသူကပြောတယ်လဲယေရှုကပြောတယ်ဘသူကိုပြောတယ်လဲယောဟန်ကိုပြောတယ်ရေးလိုက်ငါပြောမယ်အခုရေး Philadelphia အသင်းတော်ရေးတယ်နော်ကဲဆက်ပြီးတော့ပြောမယ်တန်ရှင်းသူယေရှုရဲ့ဂုဏ်
ဖြစ်တယ်တန်ရှင်းသူဟုတ်မှန်တော်သူယေရှုကမကန်လေရှောက်မလို့ဘူးဟုတ်မှန်တော်သူဖြစ်တယ်တန်ရှင်းတော်သူဟုတ်မှန်တော်သူဒါဝိမင်းဤတကားတော်ကိုကင်တော်သူတဲ့အဘယ်သူမျှမပိတ်နိုင်အောင်ဖွင့်၍အဘယ်သူမျှမဖွင့်နိုင်အောင်ပိတ်တော်သူဤအမိန်ကလာပြီနော်ယေရှုကကဲရေးလိုက်ဆိုပြီးတခါတည်းမရေးခိုင်းဘူးသူ့ရဲ့ဂုံပုတ်တဲ့အကုန်လုံးသဘောပေါက်အောင်ပြောပြတာဖြစ်တယ် Hey Philadelphia အသင်းတော်နင်တို့ကိုပြောနေတဲ့သူကရိုးရိုးပြောနေတာမဟုတ်ဘူးရိုးရိုးလူကပြောနေတာမဟုတ်ဘူးတန်ရှင်းသောဖခင်ကပြောနေတာဟာလေလုယာဟုတ်မှန်တဲ့ဖခင်ကပြောနေတာဒါဝိရဲ့တကားတော့ကိုကင်တဲ့သူကပြောနေတာပြောပြမယ် Davidic covenant ဆိုတာရှိတယ်ကျမတို့မှာ Abrahamic covenant ရှိတယ်အာဗြဟံနဲ့ဖခင်ပရိညင်ပြုထားတာကို Abrahamic covenant လို့ခေါ်တယ်နောက်ပြီးတော့ Mosaic covenant လို့ခေါ်တယ်အဲ့ဒါကမောရှေနဲ့ဖခင်ပရိညင်ပြုထားတဲ့အရာကိုပြောတာ Davidic covenant ဆိုတာကဒါဝိနဲ့ဖခင်နဲ့ပရိညင်ပြုထားတာကိုပြောတာဖြစ်တယ်ဒီမှာဒါဝိရဲ့တကားကိုလို့ပြောတယ်နားထောင်ကြည့်နားထောင်ဒါဝိရဲ့တကားကိုလို့ပြောတဲ့ခါမှာနားထောင်နေကြပါလေနော်အကျင့်ပါသွားလို့နားထောင်ရဆိုတော့ဒါဝိရဲ့တကားတော့ကိုလို့ပြောတဲ့ခါမှာလေ Davidic covenant ဖြစ်တယ်အဲ့ဒီ Davidic covenant ကဘာလဲသိကြလားသိတယ်ဆိုရင်မုံဘိုးပေးမယ် What is Davidic covenant Okay ကိုပဲပြောလိုက်မယ်ဒါဝိပရိညင်ဆိုတာဒါဝိနဲ့ပြုတဲ့ပရိညင်ကလေသင်ရဲ့အမျိုးယေရှဲရဲ့အငုတ်နော်ယူဒအမျိုးနွယ်ကနေယေရှဲရဲ့အငုတ်အဲ့ဒါကယေရှုဖြစ်တယ်သင်ရဲ့အမျိုးနွယ်ကနေတလောကလုံးကိုကယ်တင်မဲ့အရှင်ဟာလေလုယာတလောကလုံးရဲ့အပြစ်ကိုဆေးကြောမဲ့အရှင်တလောကလုံးကိုချစ်တောက်အောက်မှာထားမဲ့အရှင်ကိုငါပေါ်ပေါက်စေမယ်လို့ပြောတာအဲ့ဒါဒါဝိ covenant လို့ခေါ်တယ် Davidic covenant ဒါဝိဤပရိညင်လို့ခေါ်တယ်ဆိုတော့ဒီမှာယေရှုကပြောထားတယ်လေဒါဝိဤတကားတော့ကိုကင်တော်သူဆိုတော့ကောင်းကင်တကားကိုယေရှုနဲ့မှဖွင့်လို့ရတာဖြစ်တယ်ဟာလေလုယာတကားတော့ကင်တာပီတာမဟုတ်ဘူး no Jesus ခုချိန်ထိပီတာကကောင်းကင်တကားတော့ကင်တယ်ဆိုပြီးတော့ပြောလိုက်ကြသေးတယ်နော်ခလေးတွေပြောရင်တော့မှကွာအတကုံရှင်းပြရမှာနော်ဆိုတော့တချို့တလေတွေအခုချိန်ထိပီတာကကောင်းကင်တကားတော့တယ် Who is Peter ပီတာကသခင်ယေရှုအဖြစ်ခွင့်လို့ကဲတင်ချက်ရသွားတဲ့သူဘာကိစ္စနဲ့ပီတာကတော့ရှိရမှာတော့ဘာဆိုင်လို့လဲဘာမဆိုင်ဘူးအဲ့လိုပဲ Mary လဲအဲ့လိုပဲလေအပြစ်သားပဲလေဘာဆိုင်လို့ Mary ကယေရှုတက်ကြီးနေရမှာတော့တခါတလေကျမတို့ကိုလေစာရန်ကလည်းလေကိုကလည်းနှုတ်ကပတ်တော်ကောင်းလေမလားအချိန်လည်းမပေးကောင်းကောင်းလည်းမစားစုလည်းမတောင်းဖွင့်ပြခြင်းလည်းမရဘဲနဲ့ရှောက်ပြောတာကြားသမျှကိုအရန်အန်တယ်ရှိတယ်ဆိုတော့ဒီမှာတော့ကင်တာဘာတူလဲယေရှုအားလုံးပြောရအောင်တော့ကင်တာဘာတူလဲကောင်းကင်တော့ကိုငါပိတ်နိုင်တယ်ဖွင့်နိုင်တယ်လို့ပြောတာငရဲတော့လဲယေရှုရှိတယ်ကောင်းကင်တော့လဲသူရှိတယ် why ငရဲသွားခြင်းမသွားခြင်းဆိုတာယေရှုနဲ့ဆိုင်သွားပြီယေရှုကိုယုံကြည်မှငရဲကနေလွတ်တာကောင်းကင်ဝင်ဖို့ဆိုတာယေရှုနဲ့ပဲဆိုင်တယ်ဘယ်လမ်းမှမရှိဘူးတလမ်းပဲရှိတယ်ယေရှုပဲဖြစ်တယ်ယေရှုကကိုရောကိုယုံကြည်ပါပြီဆိုမှတော့ဖွင့်လာတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ယေရှုကငါတော့ကိုင်လို့ပြောတာပီတာမဟုတ်ဘူးPeter is not a key holder of heaven Jesus is Amen Amen Amenအဲ့ဒီပညာတရားကိုအဲ့ဒီ covenant ဆိုတဲ့ပရိညင်တရားကိုယေရှုကအကုန်လုံးဖြည့်ဆည်းတာဖြစ်တယ် Jesus is the key holder of heaven မတုံလောက်တဲ့နိုင်ငံကိုအဲ့ဒီ Davidic covenant ထဲမှာမတုံလောက်တဲ့နိုင်ငံကိုတည်ဆောက်မဲ့သူပေါ်လာမယ်လို့ပြောတာအဲ့ဒါကကျွန်ုပ်တို့ရဲ့ထာဝရကောင်းကင်နိုင်ငံဖြစ်တယ် Hallelujah Wow ပြောရင်နဲ့ခေါ်အားတွေတအားတကယ်ကိုလေကျွန်မအဲ့ဒါစဉ်းစားတဲ့အခါမှာယေရှုတင်တယ်ဖခင်ကိုယေရှုတင်တဲ့နှလုံးသားတဖြည်းဖြည်းနဲ့ယိုစိမ့်လာတာဖြစ်တယ်လောက်ထိကြီးမြတ်တဲ့ဖခင်ဟိုတနေ့ကကျွန်မလေမနဲ့နိုးသွားတယ်live လွှင့်ထားတယ်ဆိုတော့မပြောတော့ဘူးခုနအတန်ကြားတယ်အားလုံး
ဒီ David's covenant ဆိုတာကဟိုးရှေးမဆွခင်ကလေးကဖယားသခင်ရဲ့အကြံစီဖြစ်တယ်ကျွန်ုပ်တို့ကအဲ့ဒီအကြံစီထဲမှာရှိတော်သူဖြစ်တော်ကြောင့်ဒီမှာယေရှုကဖီလာဒဲလ်ဖီးယားအသင်းတော်ကိုချီးမွမ်းထားတယ်ဟေးနင်တို့ယုံကြည်ခြင်းကိုသစ္စာဆောင်နေနော်အဆုံးတိုင်အောင်တည်ကြည်ပါငါတန့်ရှင်းတော်သူဖြောင့်မတ်တော်သူဒေးဗစ်ရဲ့ဒါဝိဒ်ရဲ့တကားတော်ကိုကင်တဲ့သူကပြောနေတယ်လို့ပြောတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာ wow amazing နောက်ပြီးတော့ပြောလဲသင်အချင်းကိုငါသိ၏တဲ့ဘယ်သူမှမသိမမြင်ဘူးလို့မထင်နဲ့ယေရှုမြင်တယ်ဒါကြောင့်နောင်တရအောင်ကျမတို့ပြောကြပါလေအမြဲတမ်းလဲတတ်တယ်လဲပါတယ်မလဲဘူးလို့ပြောတဲ့သူကလောကကြီးမှာမရှိဘူးလဲဒါပေမဲ့အဆုံးတိုင်အောင်လဲတဲ့သူကအပြစ်ရှိသွားပြီအဆုံးတိုင်အောင်လဲတဲ့သူကရှုံးနေတော်သူဖြစ်သွားပြီကျွန်ုပ်တို့ကလဲတော့လဲဘာဖြစ်လဲပြန်ထရမယ့်သူတွေဖြစ်တယ်ဟာလေလုယာဟာလေလုယာလဲတော့လဲပြန်ထရမယ့်သူတွေဖြစ်တယ်ဖြားတယ်ဆိုပြီးတသက်လုံးအဲ့ရပေါ်မှာလဲလျောင်းနေလို့မရဘူးပြန်ထရတယ်သားသမီးတွေအတွက်အလုပ်လုပ်ရတယ်အိမ်ပြီးတော့အတွက်အလုပ်လုပ်ရတယ်ကြိုးစားရတယ်ဒီလိုပဲယုံကြည်ခြင်းလဲဒီတိုင်းပဲနော်ယုံကြည်ခြင်းမှာကျမတို့လဲကြသွားတယ်ဟာမဖြစ်ဘူးငါယုံကြည်သူငါအသွေးတော်နဲ့ရွေးဝယ်ထားတော်သူတော့ဖခင်ကရွေးနှုတ်ထားတဲ့သူဖြစ်တယ်ဆိုပြီးတော့ကျမတို့အားယူပြီးတော့ထရတာဖြစ်တယ်ဟာလေလုယာတခါတလေလေဖခင်ကိုတည်သားနဲ့ထက်ခါလဲတဲ့ခါမှာလေကျမစိတ်ထဲမှာအချိန်မရှိလိုက်တာလဲနိုင်တယ်နော်ဒါပေမဲ့ထက်ခါမလဲဖို့ကြိုးစားဖီလာဒဲလ်ဖီးယားအသင်းတော်ကဲ့သို့စမုန်နရအသင်းတော်ကဲ့သို့တေတိတိုင်အောင်သစ္စာဆောင်ဖို့ကြိုးစားဟာလေလုယာအဲ့ဒါပဲယေရှုရဲ့မျက်နှာကိုမြင်ပါနော်ကိုဟာကိုတော့ခွင့်လွတ်နေရပဲအေးကောင်းတော်သူအချေရဆိုပြီးအမဲခေါ်ဆိုနေတာခုနှစ်ကြိမ်လဲတော်လဲပြန်ထမယ်ပေါ့အေးအဲ့ဒီလဲနေအဲ့အချိန်မရှိဘူး rapture ကလာတော့မယ်တချို့သူလူပြောတဲ့သူဆိုရင်စက်တင်ဘာ23မှာတော့လာတော့မှာယုံနာမယုံနာအပထား23ရက်မှာလာတော့မှာဆိုတော့နည်းနည်းလေးရှိသွားပြီဘာလှုပ်ထားတယ်လဲအရာရေးကြည့်တယ်ကျမကတော့ဘာပဲဖြစ်နေတောက်ကိုမကြောက်တာကိုကလှုပ်တင်တာလှုပ်နေရတာလေလှုပ်တင်တာလှုပ်တဲ့ခါမှာအဲ့ဒါတော့မလုံလောက်ဘူးဆိုတာကိုပဲစဉ်းစားရတာနော်ဆိုတဲ့ခါကျတော့ don't wait the last minute နောက်ဆုံးအချိန်ကိုမစောင့်နဲ့နောက်ဆုံးအချိန်ကဘယ်အချိန်မသိဘူး why ဒီနေ့လဲကိုတို့ကြွနိုင်တယ်ဒီဘက်လောကကြီးကနေနော် rapture တောင်စောင့်ကြမလို့ကြွနိုင်တယ်နေ့ပြန်လဲကြွနိုင်တယ်ကျမတို့အစင်သက်အမြဲတမ်းရှိတယ်ကိုတော့ဒါပေမဲ့ကျမလောဘကြီးတယ်ကိုတော့သမီးဘာလုပ်နိုင်တယ်လဲဆိုတော့အမြဲတမ်းရှာတယ် why အပေါ်မှာထာဝရနေရတော့မှာဒီမှာအသက်80တွေ50တွေ60တွေနေတာတောင်မှအကြာကြီးလို့ခံစားရရင်ဟိုမှာထာဝရတစ်သက်လုံးဘာမှကိုမပြောင်းလဲတော့ဘူးအဲ့ဒီမှာမရတဲ့ဟာတွေကတောက်အဲ့ဒါမှတောက်เสียနဲ့ရှစ်เสียနဲ့စိတ်နာเสียဖြစ်သွားတာစူးစားပါဟာလေလုယာသိငယ်တဲ့အမှုမှာသစ္စာရှိပါပြောပြမယ် MAG မှာအလူငွေအများကြီးကောက်တယ်နော်အပတ်စဉ်တိုင်းကောက်တယ်ဟာလေလုယာ why အဲ့ဒါလေးတွေပဲကောင်းကင်မှာစုထားတာကျမအဲ့ဒါကြောင့်မပြင်းဘူးဘာလူငွေလာ excite ဖြစ်တယ် why ပါဝင်ရတာလေပါဝင်ခွင့်ရတာဖခင်เจ้าဟာလေလုယာ wow ကျမကငါပေါ့နော်ဖခင်ကောင်းကြီးရလာရင်ဒီထောင်ကနန်းတွေတောင်းကနန်းတွေဝင်လာဆိုတော့ငါအလုံးလိုက်ခဲလိုက်ပေးမယ်အေးအလုံးလိုက်ခဲလိုက်မပေးခင်သင်သေသွားရင်ဘယ်လိုလုပ်မလဲ rapture လာသွားရင်ဘယ်လိုလုပ်မလဲဒါကြောင့်ရှိတဲ့အချိန်မှာသစ္စာရှိစွာနဲ့လှုပ်ဆောင်ခြင်းကအရေးကြီးတယ်ဟာလေလုယာဒီမှာခုနပြောတဲ့စမုန်နရအသင်းတော်ကချမ်းသာတာမဟုတ်ဘူးအယမ်းဆင်းရဲတဲ့စားဖို့ရှိဘူးဆိုတာကိုတချို့ commentary မှာပြောပြတချို့ explanation မှာပြောပြတယ်တချို့ရှင်းပြတဲ့နေရာမှာစားဖို့တော့မရှိဘူးဒါပေမဲ့သူတို့ကဗာလဲသစ္စာရှိစွာနဲ့အသင်းတော်ကိုသူတို့ကဘာဖြစ်လဲသစ္စာရှိစွာနဲ့အသင်းတော်မှာပါဝင်ခြင်းနဲ့သူတို့ရဲ့ပုံသက်တွေကိုပြတာယေရှုတောင်မှအံ့ဩတယ်ဝါယေရှုအံ့ဩဖို့လိုတယ်ကျွန်တော်တို့ကိုအံ့ဩတယ်လို့ပြောတဲ့အခါမှာချီးမွမ်းတာဖြစ်တယ်ဒါပေမဲ့ယေရှုပြောပြမယ်ယေရှုချီးမြှောက်တဲ့သူကအမျိုးမျိုးရှိတယ်တချို့တွေကိုငွေရေးကြေးမှာချီးမြှောက်တယ်ဒါပေမဲ့ငွေရေးကြေးချီးမြှောက်ခြင်းခံတိုင်းယေရှုရဲ့ချီးမြှောက်ခြင်းခံတာတခုတည်းမဟုတ်ဘူးသစ္စာရှိပါရှိတဲ့နေရာမှာတစ်ချက်ရှိလားတစ်ချက်နဲ့ပဲသစ္စာရှိပါဟာလေလုယာသေတိတိုင်အောင်သစ္စာရှိပါလို့ပြောတဲ့အခါမှာချမ်းသာပြီးမှသေပါလို့မပြောထားဘူးနော်အဲ့ဒါကိုရောင်ရဲတင်းတိမ်ခြင်းကရောင်ရဲတင်းတိမ်ခြင်းရှိစိတ်ရှိလေပျော်ဝိညာဉ်မှာပျော်မွေ့ခြင်းကအကျိုးရှိတယ်တဲ့ဟာလေလုယာတင်းတိမ်ရောင်ရဲခြင်းလိုအပ်တယ်ဖခင်ကဆွန့်ပစ်လို့လားမဆွန့်ပစ်ဘူးလေ
ငါဒီတင့်ကိုမစွန့်ပစ်ထားလို့ပြောထားတယ်မစွန့်ပစ်ပါဘူးထမင်းငတ်လားမငတ်ပါဘူးဒီဖွဲတယ်အထူးသဖြင့်နော်အမလေးတဖြည်းဖြည်းတိုးလာတာပဲရှိတယ်ကိုခန္ဓာဘသူမှယော့မသွားဘူးယော့တဲ့သူကဘာလဲအာတကုံလေးချိန်ခါလို့တာပတ်စံပေးပြီးတော့အမလေးနော်အစာတွေရှော့ကျမဆိုအခုတော့အစာတွေနည်းနည်းရှော့ရတာတော့နည်းနည်းလေးပြည့်လာလို့ကောင်းကြီးနော်ကောင်းကြီးဆိုတာအဲ့လိုစဉ်းစားတတ်ရတယ်နော်တစ်ချိန်လုံးပတ်စံကြီးအထုတ်လိုက်ခဲလိုက်ရှိမှကောင်းကြီးမဟုတ်ဘူးဖယားရဲ့ပေးတဲ့ကျမ်းမာခြင်းတွေဖယားပေးတဲ့နေ့စဉ်နေ့တိုင်းစပွဲပေါ်မှာရှိတဲ့အစာအသောက်တွေနော်အိမ်နေရလုံခြုံစွာနေရတဲ့အရာတွေကောင်းကြီးတွေအားလုံးကောင်းကြီးတွေဟာလေလုယာအဲ့ဒီလောက်ကောင်းကြီးရတာဖယားအတွက်ပေးတာကဘလောက်မှမဟုတ်ဘူးနော်ပေးချစမ်းပါအမလေးတခါတလေအားနာတယ်နော်ဟဲငွေတွေနော် sorry ပါမပေးခြင်းလဲရပါတယ်တဲ့ပေးချမပေးခြင်းလဲရပါတယ်ဆိုတာလုံးဝအဆင်မပြေဘူးပေးချမပေးခြင်းဆိုတာကတော့သူတို့ကဟိုပါပေါ့နော်ဘယ်လိုပြောမလဲဆိုတော့တနာတာမဟုတ်ပါဘူးအားနာလို့ဝိညာဉ်ရမှာအားနာစရာမလိုဘူးချဆရာမကသူပဲရှောက်ပြောပြီးသူလည်းမပေးဘူးလို့မပြောနဲ့ကျမအသက်နိုင်ဆုံးကျမလိုက်တယ်နောက်ကနေသိတယ်လေနော်ပေး why ဒါပဲကြမှာဟာပေါ့နော်တခါတလေစဉ်းစားမိမယ်ဘုရားเจ้าကိုယူလာတာကအတိတ်ပဲရှိသလားဆိုတော့အမေကြီးကတော့အဲ့ဒီအပိုင်းတော့အောင်မြင်သွားပြီဟာလေလုယာအမေကြီးကတော့ပြောမနေနဲ့နော်ဒီကန်ချင်းနိုင်ငံတော်အတွက်ပါဝင်ခြင်းမှာအမလေးနံပါတ်1နားရှိတော်သူကြားပါစေနံပါတ်1ပါနော်ဆိုတော့ကျမတို့အဲ့ဒီခါကျတော့ကျမစဉ်းစားတယ်အသင်းတော်ထဲမှာယူလာတယ်ဆိုတာကလေကျမ်းစာဘာပြောထားလဲသင်တို့ရဲ့ဥစ္စာဘန္တာဆယ်ဖို့တပုတ်ပဲမဟုတ်နော်အားလုံးပြန်နားထောင်အောင်မာလိခိထဲမှာလေတမန်တရားကိုတမန်တရားကဲ့သို့ကျမတို့နားလည်ဖို့အရေးကြီးတယ်သင်တို့ရဲ့ဆယ်ဖို့တပုတ်အဦးသီးသောအသည်ဘန္တာတဲ့အလူဘန္တာလို့ခေါ်သေးတယ်နော်ယူလာပါတဲ့ငါအိမ်မှာစားစရာရှိဖို့ရအတွက်ထို့သို့ပြုကြပါတယ် why ဒီစားစရာရှိမှကလေးတွေရဲ့ဝိညာဉ်ရေးရာတွေကြမ်းမာလာမယ်ကျွန်ုပ်တို့ရဲ့လှုပ်ဆောင်တဲ့အရာတွေအားလုံးကဖျားဘုံတော်ထင်ရှားမယ်အခုကျွန်ုပ်တို့ရဲ့အကုန်လုံးလှုပ်ရှားနေတဲ့အရာတစ်ခုစီတိုင်းကကိုမမြင်နိုင်ဘူးဝဲနားမလည်နိုင်ဘူးယေရှုမြင်နေတယ်သင်ရဲ့အချင်းကိုငါသိတယ်ဟာလေလုယာသင်ရဲ့အချင်းကိုငါသိတယ်ဒါကြောင့်မို့အိုးနောက်ဆုံးအိမ်ရောက်ပြီးတော့ပေးရင်တောင်မှဘာဖြစ်လဲညက်သေးတယ်အဲ့ဒါနောက်ဆုံးစကားပဲညက်သေးတယ်အဲ့ဒါကောင်းကင်အတွက်ပြောတာတချို့ပြောလိုက်သေးတယ်အမလေးမှုတော်ဆောင်တွေကပေးကမ်းခြင်းပဲပြောနေပြီးတော့သူတို့တောင်မှအိမ်ရောက်ရဲလားဆိုတဲ့ဟာတွေရှိတယ်ငယူးတွေအားတွေကိုအတွက်ကိုမလုံးတတ်တဲ့သူတွေကိုအတွက်ကိုမလုံးတတ်တဲ့သူတွေ